အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ BC ကွန်ပျူတာသင်တန်းကျောင်းအမိကျေးဇူးပါတယ်။ဒီတစ်ခါပြပြပေးမယ့်အကြောင်းအရာကြတော့ကျွန်တော်ဒီ count function ကိုဘယ်လိုအသုံးပြုလဲပေါ့နော်အသုံးပြုနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ Okay အားဆိုရင်သူ့ကိုကျွန်တော်ဘယ်လိုနေရာမှာအသုံးပြုမလဲဆိုရင်ကျွန်တော်ကြတော့ကျွန်တော်ဒီမှာဒီ a column မှာဆိုကျွန်တော်ဒီ နေ့တွေပေါ့နော် day တွေကိုကျွန်တော်9ရက်ရှိတဲ့ day တွေကိုထည့်ပေးထားတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအခြား item အနေတွေမှာထည့်လို့လည်းရတယ်ပေါ့နော်။ဥပမာဆိုရင်ကျွန်တော်ကဒီ a column မှာရှိတဲ့ set ခွက်တွေထဲမှာ item နည်းအရေးအတွက်ဘယ်နှခုတူတဲ့ဟာကိုကျွန်တော်တို့ကဘယ်နှမျိုးလောက်ထိထည့်ထားလဲပေါ့နော်အရေးအတွက်တူထည့်ထားတဲ့အရေးအတွက်ဘယ်နှခုလောက်ရှိလဲဆိုတာကိုစစ်ကြည့်မယ်ဆိုရင်အလွယ်တကူနဲ့စစ်လို့ရမယ်နည်းဖြစ်ပါတယ်ဒီ formula ပေါ့နော် Okay အဲ့ဒါဆိုကျွန်တော်တို့စကြည့်လိုက်အောင်သူရေးရမယ့် formula ကြတော့ကျွန်တော်တို့ equation ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီ COUNT count A ပေါ့နော် count S ဖြစ်ပါတယ် sorry နော် count A ဖြစ်ပါတယ် count A ဆိုတာရေးလိုက်ပါပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကစမဲ့ရေးတွက်ကကြတော့ကျွန်တော်တို့ဒီဘက်မှာနော် fill လောက်ထားလို့ဒီဘက်ကိုမမြင်ရတာနော်ပြီးတဲ့အခါကျကျွန်တော်တို့ A column မှာရှိတဲ့ဒီ item name ရဲ့ set ခွက်ကိုကျွန်တော်မှတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကကြတော့ဒီမှာရိုက်ထည့်လိုက်မယ်ပေါ့နော် A ဘလောက်လဲဆိုတော့ A3 ရစမှာပေါ့နော် A3 ရပြီတော့ကျွန်တော်တို့ဒီ A summary လောက်ထိရှိတယ်ထင်တယ်ဟုတ်တယ် A summary ထိရှိတယ်အဲဆိုရင်ကျွန်တော်ဒီမှာ column ထားလိုက်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ A second ပေါ့နော် A summary ဆိုထည့်လိုက်ပါပြီးတဲ့အခါကျ comma တစ်ချက်ကိုပါပြီးတဲ့အခါကျတော့ကျွန်တော်တို့ကစစ်မဲ့ရေးအတွက်ပေါ့နော်စစ်မဲ့က set ခွက်ကကျတော့ကျွန်တော်တို့ B3 ဒီ set ခွက်မှာစစ်မှာပါ B3 set ခွက်ပေါ့နော်ပြီးရင်ကျွန်တော်အတာခေါက်ပေးလိုက်ပါဒါဆိုကျွန်တော်ကလောလောဆယ်မှာဘာမှမစစ်ထားတဲ့အတွက်သူက0ပြတာပေါ့နော် Okay အဲဆိုကျွန်တော်ဒီနေရာမှာထည့်ကြည့်လိုက်မယ်စစ်ကြည့်လိုက်မယ် MONDAY ပေါ့နော် Monday ဘယ်နေရာရှိလဲဆိုရင်ကျွန်တော်တို့3ရက်ရှိရလို့ပြောတယ်ဒီဘက် column မှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မျိုးစမ်းကြည့်မယ် Monday မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာဒီ Sunday ပေါ့နော် SUN Sunday ဘယ်နေရာရှိလဲ Sunday ကြတော့ကျွန်တော်တို့2ရက်ရှိတယ်ပေါ့နော် Okay အဲ့လိုမျိုးကျွန်တော်တို့လိုက်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ကနမူနာအနေနဲ့ကျွန်တော်ဒီနေ့စမ်းပြပေးတာ item name တွေပါတယ်ကိုလည်းကျွန်တော်တို့အဲ့ဒီနည်းနဲ့စမ်းသပ်လို့ရမှာဖြစ်ပါတယ်Okay အားဆိုရင်အားလုံးလည်းပဲအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးမှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ Facebook page နဲ့ Telegram တို့မှာလည်း like အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ Good luck bye bye